ကောင်လေးကမျက်စိမိတ်ပြီးခြေလန်း69လမ်းအပြေးလွှားဆော့ကစားနေရင်းနဲ့ဘီတက်ကလထိုင်ပေါ်ကအဖိုးကြီးတယောက်ကိုဝင်တိုက်မိသွားတယ်။အဲ့ဒီအဖိုးကြီးကကွန်မြူနစ်စုရဲ့အဖေပါအဖိုးကြီးကသူ့သားကအသက်ကြီးနေပြီးအခုထိညီတယောက်မှမပေးနိုင်သေးဘူးဆိုပြီးစိတ်ပြက်လက်ပြက်ညီးတွားနေတော့အတိုက်ခံလိုက်ရတာမို့မင်းတမင်လောက်တာလားဆိုပြီးဒေါသတကြီးဆဲဆိုပါတော့တယ်။ဒါပေမဲ့ကောင်လေးမတက်ရက်လိုက်တဲ့အချိန်မှာတော့အဖိုးကြီးအံ့ဩလွန်းလို့မှင်တက်သွားတယ်။ကောင်လေးရဲ့မျက်နှာကသူ့လက်ထဲမှာကင်ထားတဲ့သူ့သားရဲ့ငယ်ဘဝတပ်ပုံနဲ့တပုံစံနဲ့ဖြစ်နေလို့ပါ။ဒါငါသားရဲ့ခိုးစားထားတဲ့သားများလားဆိုပြီးတန်တရားဝင်သွားတယ်။အဖိုးကြီးစကားမမေးနိုင်ခင်မှာပဲကောင်လေးရဲ့အမကကောင်လေးကိုဆွဲခေါ်သွားပါလေရောအဖိုးကြီးလိုက်မမီတော့ပေမဲ့စိတ်ထဲမှာတော့ဒီကလေးဟာသူ့မြေးပဲဆိုတာကိုအပိုင်တွက်ပြီးပြောနေပါပြီ။လှုပ်ဝက်ချက်များပေါ်ပေါက်လာခြင်းအဲ့ဒီအချိန်မှာပဲရှောရောက်လာတော့အဖေဖြစ်သူကအကြောင်းဆုံးပြောပြပြီးမင်းမဖုံးထားတဲ့ကလေးရှိလားလို့စစ်မေးပါတော့တယ်ရှောကချက်ချင်းချင်းပေမဲ့သူ့လက်ထောက်ကကြားဖြတ်ပြီးလွန်ခဲ့တဲ့နှစ်ကလှုပ်ဝက်ချက်တစ်ခုကိုဖွင့်ချလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ကတင်းမောပေါ်မှာဆရာဝန်မလေးတယောက်နဲ့ဇလန်းရှိခဲ့တယ်အဲ့ဒီဆရာဝန်မလေးမှာကိုဝင်ရှိသွားတာဖြစ်နိုင်တယ်လို့ပြောလိုက်တဲ့အခါဆရာလည်းတုံဆိုင်သွားပါတယ်ဒါကိုမြင်တဲ့အဖိုးကြီးကပိုးပြီးတေချာသွားကအပျော်လွန်ပြီးဘီတက်ကလထိုင်ပေါ်ကတော့ထွက်လိုက်မိတယ်ပြီးတော့လက်ထောက်ကိုအဲ့ဒီကောင်လေးကိုရှာပေးနိုင်ရင်စူကြီးပေးမယ်ဆိုပြီးကြေညာခိုင်းလိုက်ပါတော့တယ်စေယုံကမိသားစုပြဿနာတစ်ဖက်မှာလည်းကောင်လေးနဲ့သူ့အမကဆေးရုံထဲမှာစော့နေရင်းနဲ့ဘီလိမ္မာတယောက်ကသူတို့ကိုတမင်ချေထိုးလဲလိုက်လို့စေးပလင်းတွေကွဲကုန်ပါတယ်အဲ့ဒီမိမကကလေးတွေကိုပဲအပြစ်ပုံချပြီးအဖေမရှိတဲ့ကလေးတွေအဆုံးမရှိတာဆိုပြီးကောင်မလေးကိုပါရိုက်ဖို့လက်ရွယ်လိုက်တယ်အဲ့ဒီအချိန်မှာကလေးတို့အမေရောက်လာပြီးလက်ကိုဖမ်းထားလိုက်ပါတယ်နင့်တူမတွေကိုဘလို့တောင်လုပ်ရတာလဲလို့အမေဖြစ်သူကဒေါသတကြီးမေးပေမဲ့ဘီလိမ္မာကတော့ငါတို့ကအဖေတူမေကွဲညီမတွေပဲနင့်ကလေးတွေမှာအဖေမရှိတာဆိုပြီးထက်လောင်ပါတယ်သူတို့အဖေစေယုံတူဥက္ကဋ္ဌရောက်လာတဲ့အခါမှာလည်းအမှန်တရားကိုမမေးပဲကလေးမေကိုပဲအပြင်းထန်ဆူပူပါတယ်လွန်ခဲ့တဲ့နှစ်ကကလေးဖျက်ချဖို့ပြောတာကိုသူမှညင်းခဲ့လို့သူစေယုံအုပ်ကြီးဖြစ်ခွင့်ဆုံးရှုံးခဲ့ရတယ်ဆိုပြီးအမြဲရန်ညှိုးထားခဲ့တာပါသူကဘီလိမ္မာဘက်ကပဲရက်တီပြီးကလေးတွေကိုခေါ်ပြီးအခုချက်ချင်းထွက်သွားလို့မောင်းထုတ်လိုက်ပါတယ်မမျှော်လင့်ပဲစုံတွေ့ခြင်းအရှက်ရနေတဲ့အမေဖြစ်သူကကလေးနှစ်ယောက်ကိုခေါ်ပြီးစေယုံပြင်ထွက်လာခဲ့တဲ့အဲ့ဒီအချိန်မှာပဲရှောက်ကသူ့အဖေကတ်ထားတဲ့စူကြီးပေးရှာပုံတော်ပိုစတာကိုမြင်သွားပါတယ်ပိုစတာပုံကသူ့ရဲ့ငယ်ဘဝပုံဖြစ်နေတော့ဒီလောကမှာရုပ်ချင်းတူတာရှိနိုင်ပါမလားအဖေမှားနေတာဖြစ်မှာပါလို့တွေးပြီးလစ်လျူရှုမလို့လှုပ်လိုက်ပါတယ်ဒါပေမဲ့ကားမှန်ချလိုက်တဲ့အချိန်မှာတော့သူမြင်တက်သွားပါတော့တယ်သူကားနားကနေဖျက်လျှောက်သွားတဲ့ကလေးမလေးနဲ့ကောင်လေးတွေကအဲ့ဒီကောင်လေးရဲ့မျက်နှာကသူ့ရဲ့ငယ်ဘဝမျက်နှာနဲ့တပုံစံနဲ့ထပ်တူကျနေလို့ပါပဲ